အားလုံးဝင်ပြီလားပါကျွန်တော်နာမည်ကတော့ဗီထားပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ AE ကို5 star hotel ရွှေ့ကြမှာဖြစ်ပါတယ်မိုင်းဖက်ထင်မှာမလို့အပြင်မှာတော့မလုပ်နိုင်ပါဒါကတော့ကျွန်တော်ရဲ့ tier list ဆိုဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းတော့ဒီ game ဆိုတာကြီးကိုတော့အတန်နဲ့မလုပ်ကြတော့ပါဘူးနောက်ဆုံးဗီဒီယိုနောက်ပိုင်းကြရင်လည်းမလုပ်ပြပါဘူးဒါတိုင်းပဲကြည့်သွားကြပါကျွန်တော်စောက်ထားတာပဲကြည့်ရမှာပါကျွန်တော်ဆက်ပြီးတော့အတန်တော့ဆက်မသွင်းနေတယ်တော့ပါ